ခက်ခဲတော့အများကြီးပေါ့လေသူကတော့နည်းနည်းဟိုအမဲဆုံးတာပေါ့တက္ကသိုလ်ကျောင်းတွေလည်းပါတယ်တောင်ကြီးတက္ကသိုလ်တို့ပါတယ်နောက်ဒီကလောဘူတာတို့ဟဲဘူတာတို့တောင်ကြီးဘူတာတို့လည်းပါတယ်နောက်ရထားကြီးသွားတာတွေလည်းပါတယ်နော်အဲ့ဒါမျိုးစုံပေါ့သူကတော့နည်းနည်းဟိုအမဲဆုံးတာပေါ့ခက်ခဲကျွန်တော်ကြီးကြီးမားမားမဖြစ်ပါဘူးကျွန်တော်ကားလေးနည်းနည်းပုတ်မိသွားတယ်မြင်းမကားနည်းနည်းဘေးတိုက်မိသွားတယ်ခိုင်နေရတော့တကယ်ဟိုတေးမလို့ဖြစ်ခဲ့တာပေါ့ဟိုချောင်းထဲကိုပြုတ်ကျသွားတာဘုံလူခေါင်းနဲ့စိုက်ပြီးကြောက်သွားတော်ဒီချောင်းထဲမှာလည်းဒီဟိုတကိုင်းလိုဂဲလိုဘာလို့မရှိလို့ပေါ့ရှိတော့သူလည်းမသွားမှာပဲသူလိုက်ဆယ်လူနှစ်ယောက်ပါဆက်မျောသွားတာဟိုးရှိရနေသွားပြီးတော့ချောင်းကိုဝလုံးနဲ့တန်းပိတ်ပြီးတော့လူတွေနဲ့ကပြီးတော့ဆယ်ရတယ်ဝမ်းသာပြီးဖြစ်ရတာပေါ့အဲ့ဒါထိကိုအင်တာဗျူးလိုက်နော်သူငယ်တုန်းကကိုကဘလို့နမိတ်ဖတ်ဘူးတဲ့ဆိုတော့သူ့အင်တာဗျူးလိုက်သူကကိုသူ့စနောက်လိုက်တဲ့ဟာလေးနဲ့သူကအဲ့ဒီကာရီတာလေးကသူကတော်တော်ကိုအဝင်ဝင်ကြဖြစ်ဘယ်လိုလေးပြောခဲ့ရလဲဒီလိုကဒီထူးချွန်တဲ့သေုပ်ဆောင်တယောက်ဖြစ်နိုင်တယ်ပေါ့သူ့ရဲ့ပြောပုံဆိုပုံလေးကြည့်ပြီးတော့နည်းနည်းထူးထူးခြားခြားလေးပေါ့သေုပ်ဆောင်တယောက်ဆိုတာအရန်မှုံနေအောင်ချောတဲ့လူတွေရှိတယ်မချောဘဲသေုပ်ဆောင်ကောင်းတဲ့လူတွေရှိတယ်နော်ကောင်းပါလေဒါကတော့လူတယောက်ဆိုတာကတော့ဒီလိုပဲအတူယူရမှာပေါ့တလိုင်းနဲ့ဖောက်နေလို့ဟာငါဓမ္မအောင်မျိုးဆိုပြီးတော့လောကကြီးမှာစိတ်လက်ကြတာမလို့ဘူးနော်ကို့မှာကို့တဲ့နေရာတစ်ခုဆိုရှိတယ်ကိုဘာနဲ့အောင်မြင်မှာလဲဂီတနဲ့အောင်မြင်မှာလားဒီသေုပ်ဆောင်နဲ့အောင်မြင်မှာလားဒါမှမဟုတ်လည်းချာစီဝေးလောကနဲ့အောင်မြင်မှာလားဆိုတာဒါသူ့ဇာတာနဲ့သူပါလာပြီးသားပါဒီရုပ်ရှင်ကတော့နည်းနည်းစိတ်ရှုပ်လို့ထုတ်လို့ရတော့နည်းနည်းနားရတယ်ဒါပေမဲ့ကျွန်တော်ကဘာပေါ့2021ကနေ25ဒီ9နှစ်ရုပ်ရှင်လုံးဝမရဘူးအခုဒီ26မှာကျွန်တော်အခုရှေ့လာနဲ့သူ3-5မြောက်ပေါ့3-5မြောက်ရိုက်မယ်ပြီးသွားရင်နောက်နှစ်မှပြန်ရိုက်မယ်စိတ်ပင်ပန်းနေစိတ်ပင်ပန်းလူပင်ပန်းငယ်တော့အဲ့ပင်ပန်းမှုခံနိုင်တယ်တဏီကိုရိုက်ရတယ်နိုင်စင်းရိုက်လေရတယ်အခုနိုင်စင်းဆိုနေနည်းနည်းသူကသွားပြီအင်တာနက်ဖြစ်သွားပြီဇက်တွေကတော့ကိုရွေးကြမလို့ပြိတ္တာရွေးတော့မှာတော့မကောင်းရင်မကြည့်တော့ဘူးဒါပဲဒါတော့မတတ်နိုင်ဘူးဒါတော့တချို့ကြတော့လေဘယ်လိုပြောတော်တော်လေးမြဲစမ်းရိုက်ထားတယ်ဟိုပေါ့နော်ဟိုပေါ့လိုဘတ်ဂျက်နဲ့ရိုက်တယ်ပြိတ္တာကြိုက်ရင်ကြိုက်သွားမှာချို့တော့လေဘတ်ဂျက်အကြီးနဲ့ရိုက်ထားတယ်ပြိတ္တာမကြိုက်လို့လူမွန်တာလည်းရှိတယ်ဒါကတော့ကန်တင်ကမှပြောလို့မရဘူးနည်းနည်းမို့တော်တော်စဉ်းစားရမှာကုန်ကြကြီးကကျွန်တော်တို့အရင်ရိုက်တယ်လို့မျိုးတင်လာဟိုအဲ့ခက်ကရိုက်တယ်လို့မျိုး1000 1500 2000လောက်နဲ့ရိုက်လို့မရတော့ဘူး4-5000လောက်ကုန်မှရုပ်ရှင်တကားဖြစ်တာတက်လာကြည်ရတက်တဲ့ကားလည်းတက်တယ်လို့လူမွေနဲ့ကားတွေလည်းရှိပါတယ်နော်နောက်အချိန်ခါနဲ့လည်းဆိုင်တာပေါ့ဂျာတီရုနဲ့လည်းဆိုင်တယ်မိုးရင်းဆိုရင်လူနေတတ်တယ်ကျောင်းဖွင့်ရစီဆိုလူနေတတ်တယ်ဒီသဘောပါရုပ်ကောင်ကတော့ကျွန်တော်အဲ့ဇာကားအဲ့ဝတ္ထုကိုကျွန်တော်လွန်ခဲ့တဲ့15နှစ်ကကြိုက်လို့ဝတ္ထုတွေလေးကိုဝယ်တာအဲ့ဝတ္ထုလေးကလည်းတက်ဆက်ကျွန်တော်နဲ့ဇာကားရဲ့ရင်းနဲ့စင်မယူလာတာကိုခန်းနဲ့ဒီဝတ္ထုလေးဖတ်ကြည့်ပါလေဖိုင်နဲ့ဟာဝတ္ထုကြိုက်တယ်ကွာလို့ဒါပေမဲ့ဘာကြောင့်လဲမသိဘူးကြောင်းကျွန်တော်မေ့သွားတာအဲ့ဝတ္ထုလေးကိုမေ့ပြီးတော့မှအောင်တီတီကရုပ်ရှင်ရိုက်မယ်တဲ့ကိုခန်းဇက်စီလားဆိုတော့ငါမှဇက်ကတော့ရှိတယ်နင်းပြန်ရှာလိုက်ဦးမယ်အဲ့ဇက်လေးကိုတွေ့တော့ဟာဒီဇက်လေးရမ်းကောင်းတယ်ပေါ့နော်အဲ့ဒါနဲ့အောင်တီတီကိုပေးလိုက်အောင်တီတီဟာကိုရမ်းကောင်းတယ်ကျွန်တော်တို့ကြိုက်တယ်ရိုက်မယ်ဆိုတော့အဲ့ဒါရိုက်ဖြစ်သွားတာအဲ့ရိုးကဝယ်ထားတာတော့အဲ့ဇက်ကိုတွေ့ထားတာတော့လွန်ခဲ့တဲ့15နှစ်လောက်ကတွေ့ထားတာခက်ခဲတော့အများကြီးပေါ့လေသူကတော့နည်းနည်းအမဲဆုံးတာပေါ့တက္ကသိုလ်ကျောင်းတွေလည်းပါတယ်တောင်ကြီးတက္ကသိုလ်တို့ပါတယ်နောက်ဒီကလောဘူတာတို့ဟဲဘူတာတို့တောင်ကြီးဘူတာတို့လည်းပါတယ်နောက်ရထားကြီးသွားတာတွေလည်းပါတယ်နော်အဲ့မျိုးစုံပေါ့သူကတော့နည်းနည်းအမဲဆုံးတာပေါ့ခက်ခဲကျွန်တော်ကြီးကြီးမားမားမဖြစ်ပါဘူးကျွန်တော်ကားလေးနည်းနည်းပုတ်မိသွားတယ်မြင်းကားနည်းနည်းဘေးတိုက်မိသွားတယ်ခိုင်နေရတော့တကယ်တေးမလို့ဖြစ်ခဲ့တာပေါ့ချောင်းထဲကိုပြုတ်ကျသွားတာဘုံလူခေါင်းနဲ့စိုက်ပြီးကြောက်သွားတော်ဒီချောင်းထဲမှာလည်းဒီတကိုင်းလိုဂဲလိုဘာလို့မရှိလို့ပေါ့ရှိတော့သူလည်းမသွားမှာပဲသူလိုက်ဆယ်လူနှစ်ယောက်ပါဆက်မျောသွားတာဟိုးရှိရနေသွားပြီးတော့ချောင်းကိုဝလုံးနဲ့တန်းပိတ်ပြီးတော့လူတွေနဲ့ကပြီးတော့ဆယ်ရတယ်ဒါပေါ့အဓိကတော့လူပင်ပန်းစစ်ပင်ပန်းပေါ့နော်ဒီအမှုပညာလောက်ကလည်းရှိပါတယ်မန္တနာကိုပြောတယ်မန္တနာတိတ်အာရုံမရှိဘူးရိုက်မလားဆိုနေပါစီတငယ်ချင်းဟာကိုဖတ်ပြဆိုနေရလားဒီပေါ့နည်းနည်းကြောက်တယ်ပြင်းသွားတာပေါ့နည်းနည်းဆွဲကြည့်လို့ပြရလားမရတော့တော့ကျွန်တော်ဒီနှစ်မှာတော့ကျွန်တော်နှစ်ကားရုံမော်ရောက်ပါလိမ့်မယ်တခုကတော့ရိုးကုန်ပေါ့နောက်တစ်ကားတော့4သိန်းပေါ့နှစ်ကားတော့ရုံရောက်ပါလိမ့်မယ်ရှေ့လောက်တော့ရိုက်မဲ့ကားတော့အဲ့ဒါတော့နောက်နှစ်တည်းရောက်တော့မှာပေါ့
မြန်မာလူရှင်ချစ်မြတ်တဲ့ပြည်သက်ကြီးအားလုံးကျေးဇူးများတင်ပါတယ်ဒီနေ့အတူကိုလည်းဘာလို့ခေါ်ပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျာကျေးဇူးများတင်ပါတယ်